ချမ်းသာဆုံးလူရဲ့သမီးကတငယ်ချင်းတွေနဲ့အတူဘာတစ်ခုမှသူမရဲ့ခံစားချက်တွေကိုဖွင့်ချနေတယ်။မိန်းကလေးကစိတ်အားထက်သန်စွာကခုန်နေတယ်။ဘီလီယံနာတယောက်ကမိန်းကလေးကိုမြင်ပြီးနောက်တကားဝမှာရှိတဲ့လူတိုင်းကိုချောင်းကြည့်နေတယ်။ဘီလီယံနာကသူ့ဖုန်းကိုထုတ်ပြီးတပ်ပုံတွေခိုးရိုက်လိုက်တယ်။ပြီးတော့မိန်းကလေးကိုရှာဖို့တီးတန့်ခန်းထဲကိုဝင်သွားတယ်။ဘီလီယံနာကိုမြင်တဲ့မိန်းကလေးကတငယ်ချင်းတယောက်ကိုဘီလီယံနာကိုကင်ထားပေးဖို့ပြောပြီးတဲ့နောက်အရန်စိတ်ရှုပ်ထွေးနေတယ်။မိန်းကလေးကမျက်နှာကိုဖုံးပြီးတိတ်တိတ်လေးပြေးထွက်သွားတယ်။ဘီလီယံနာကအမျိုးသမီးကိုတွန်းထုတ်လိုက်တယ်။အဲ့ဒီအချိန်မှာမိန်းကလေးကတန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်လိုက်တယ်။မိန်းကလေးကိုမြင်ပြီးနောက်လမ်းဆုံမှာဘီလီယံနာနဲ့တွေ့ဆုံတယ်။ဘီလီယံနာကခဏလောက်တွန်းဆုတ်နေတယ်။မိန်းကလေးကဘီလီယံနာရဲ့လက်ထောက်လေးဖြစ်လို့မိန်းကလေးရဲ့နာမည်ကိုခေါ်လိုက်တယ်။မိန်းကလေးကဘီလီယံနာကိုဘာလို့အမျိုးသမီးအိမ်သားမှာရှိနေတာလဲလို့မေးတယ်။ဘီလီယံနာကစိုးရိမ်တကြီးနဲ့သူဖြတ်သွားတာလို့ပြောတယ်။ဘီလီယံနာကမိန်းကလေးကသူရှာနေတဲ့လူဆိုတာမသိဘူးလို့ပြောတယ်။မိန်းကလေးကိုဘာလို့ဒီမှာတန်ရှင်းရေးဝန်ထမ်းအဖြစ်အလုပ်လုပ်နေတာလဲလို့မေးတယ်။မိန်းကလေးကသူ့မိသားစုကဆင်းရဲလို့အလုပ်နှစ်ခုရှိတယ်လို့ပြောတယ်။လူတိုင်းကိုဘီလီယံနာကိုလှည့်စားနိုင်တဲ့ဇလန်တစ်ပုဒ်ကိုဖန်တီးထားတယ်။ဘီလီယံနာကမိန်းကလေးရဲ့စကားကိုလစ်လျူရှုထားတယ်။ပုံထဲကအမျိုးသမီးကိုတိလားလို့မေးတယ်။မိန်းကလေးကမတိဟန်ဆောင်ပြီးဘီလီယံနာရဲ့ပုံကိုဖျက်လိုက်တယ်။ဘီလီယံနာရဲ့ဆုံးမမှုကိုရင်ဆိုင်ရတယ်။ဘီလီယံနာကမိန်းကလေးကိုအိမ်ပြန်ဖို့ပြောပေမဲ့ညှင်းဆန်ခံရတဲ့အခါအပြစ်ကင်းချင်အောင်ဆောင်တယ်။သူကမိန်းကလေးကိုကောက်ချီပြီးအိမ်ပြန်ပို့ချင်တယ်။